၄ယောက်မြောက်ဟိုကာဂေဖြစ်တဲ့ The Chocolate Boy The Yellow Flash Minato ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်တွေကိုယနေ့ဗီဒီယိုထဲမှာကျွန်တော်နဲ့တူကြည့်မယ် Minato စီမှာ Flying Rising ချေပေးဂျူဆူတွဲဆက်စစ်ကောချင်းဂျူဆူဒါစင်ကန်နောက်ဂျူဆူတွေအများကြီးသိတယ်လို့ Minato ရဲ့ one shot manga မှာပြောထားတဲ့ template တွေအဲ့ဒါတွေမပြီးသေးဘူးနင်ဂျူဆူတွေရဲ့အခြေခံဖြစ်တဲ့မီးတဲ့လေတဲ့လျှက်စီးတဲ့ဒီချက်ကရာတဘာဝအနေထား၃မျိုးကိုကျွမ်းကျင်စွာခိုင်နေတဲ့ဒါနဲ့ပတ်သက်တဲ့ဂျူဆူတွေကိုလည်းသုံးထွက်တယ်လို့ပြောထားတာရှိတဲ့ manga မှာဒါပေမဲ့ Minato ကဒီချက်ကရာနေချတဲ့ပတ်သက်တဲ့ဟာတွေကိုဇလန်ထဲမှာတိတ်မပြထားတာပဲရှိတယ်နောက်အချက်တစ်ခုက Minato ကစာအုပ်ဖတ်တာကိုအရင်နှိမ့်သက်သူဖြစ်တယ်လို့ပြောထားတယ်အဲ့ရဲ့အထဲမှာဂျီရန်ရရေးတဲ့စာအုပ်ကိုဆိုရင် Minato ကအရန်ကြိုက်တယ်တဲ့ဂျီရန်ရဲ့ပုံမြင်ကနေပဲနာရူတိုဆိုတဲ့နာမည်ကို Minato ကသူ့သားကိုပေးခဲ့မယ်ကျွန်တော်မသိတဲ့တစ်ခုကတော့ဂျီရန်ရရေးတဲ့အီချာစာအုပ်ကိုခါခါရှိအသေးဆွဲဖြစ်နေမယ်ဒါပေမဲ့ Minato ကအဲ့ဒီစာအုပ်ကိုဖတ်ဘူးလားမဖတ်ဘူးလားတော့ကျွန်တော်မသိဘူးဖတ်ဘူးရင်တော့ဖတ်ဘူးမှာပဲနောက်ဆုံးတစ်ခုကတော့ကူရှီနာအတွက် Minato ကရာစင်ကန်ကိုတီထွင်ပေးခဲ့တယ်ဟာတဲ့ရာစင်ကန်ကိုနာမည်ပေးတာလဲကူရှီနာပဲတဲ့ဒါတွေအားလုံးကို Minato ရဲ့ one shot manga မှာတည်တည်တာဖော်ပြထားပါတယ် brother တို့အားရင်ဖတ်ကြည့်ပါ one shot manga ကို